ပင်လယ်ရင်းကြီးတွေနဲ့အိမ်ဆောက်ဖို့ကျူးကျော်လာတဲ့အခါမှာတော့ဒါဟာပင်လယ်ပတိကောင်တွေအတွက်တော့စားစရာရှိလာပြီဆိုတဲ့သတင်းပါပဲရှင်။ကိုဇီလာလိုပုံစံမျိုးနဲ့ဒီတရိတ်ဆန်လေးတွေဟာအံ့ဩစရာကောင်းလောက်အောင်တက်လွတ်စားတဲ့တတဝါတွေပါရှင်။ဒီလိုအိမ်ဆောက်ဖို့ရင်းကြီးတွေကိုပဲသူတို့ကတန်းတနေကြပေမဲ့ပင်လယ်ဖြန်ကတော့ဘယ်တော့မှလက်မခံတတ်ပါဘူး။ဒီတတဝါနှစ်မျိုးဟာ2000ပေါင်းများစွာအတူတကွရှိလာခဲ့ကြပေမဲ့ဘယ်တော့မှတော့အိမ်ကြီးချင်းကောင်းတွေဖြစ်ခဲ့ဘူးကြပါဘူး။အသက်ဆက်ရှင်ဖို့အတွက်ဆိုရင်ပင်လယ်ပတိဟာပင်လယ်ထဲကိုကိုယ်တိုင်ဆင်းရပါတယ်။ဒါပေမဲ့ပင်လယ်ထဲဆင်းတယ်ဆိုတာကတော့ကိုယ့်အသက်ကိုအရင်ပြုပြီးလောင်းကစားလုပ်ရတာနဲ့တူတူပါပဲ။ပင်လယ်ပတိဆိုတာကအေးမိသွေးရှိတဲ့တွားတတဝါတစ်မျိုးပါ။ရေထဲကိုခြေချလိုက်တာနဲ့ခန္ဓာကိုယ်ပူချိန်ကျဆင်းပြီးတောင့်တင်းသွားတတ်ပါတယ်သူ့မှာအချိန်မိနစ်30တိတိပဲရှိပါတယ်ဒီအချိန်ထက်ကျော်လွန်သွားပြီဆိုရင်တော့ခြေလက်တွေတေဆုံးပြီးရေနစ်တေဆုံးသွားဖို့ပါရှိနေပါပြီသူဟာအသက်ကိုအသေးအလဲဆွန်ပြီးရေငုပ်ဆင်းပါတယ်ပြားချက်နေတဲ့မျက်နှာနဲ့လွှတ်သွားလိုသွားတွေကပင်လယ်ကျမ်းပြင်ကရေညှိတွေကိုထိရောက်စွာရိတ်သိမ်းနိုင်စေပါတယ်ဒီအချိန်မှာပဲပင်လယ်ပတိကအထက်ကနေပြီးအေးလူဖြတ်တန်းသွားပါတယ်ဒီလိုနှွေးထွေးတဲ့သွေးရှိတဲ့တတဝါမျိုးကတော့ရေအေးထဲမှာတနေကုန်လွင့်မျောနေနိုင်ပါတယ်တခါတလေမှာကံကြမ္မာရဲ့စီစဉ်ဖန်တီးမှုကဒီလိုပါပဲသူ့အတွက်တော့ပင်ပန်းခံပြီးမှရောက်လာတဲ့နေရာတစ်ခုဟာတချို့သောတတဝါတွေအတွက်တော့ငွေရပါနေစဉ်လှုပ်ရိုးလှုပ်စဉ်တစ်ခုပါပဲကမ်းပေါ်ကိုတက်ဖို့စူးစမ်းရတာကလည်းခက်ခဲလာပါတယ်ပင်လယ်ပတိဟာရုတ်တရက်လှည့်ပြီးအသက်နဲ့လဲပြီးရေပေါ်ကိုတက်လာခဲ့ပါတယ်ဒါပေမဲ့ရေမျက်နှာပြင်နဲ့ခြေနှဲငယ်ပဲလို့တော့တဲ့အချိန်မှာတော့ထူးဆန်းတဲ့အရေးတစ်ခုကတိုးဝင်လာပါတယ်ပင်လယ်ဖြန်ကသူ့ကိုစားမှာတော့မဟုတ်ပါဘူးဒါပေမဲ့ပင်လယ်ပတိနောက်ကိုတော့ဆက်စုနဲ့လိုက်ပြောနေပါတော့ဒီလိုအနေရမရှိဘူးလို့ထင်ရတဲ့နောက်ဆက်မှုကပင်လယ်ပတိအတွက်တော့အသက်အနေရဖြစ်စေနိုင်ပါတယ်ကံကောင်းထောက်မစွာနဲ့ပင်လယ်ဖြန်ကစိတ်မဝင်စားတော့တာနဲ့ပင်လယ်ပတိတယောက်အသက်ဘေးကလွတ်မြောက်လာခဲ့ပါတယ်ကမ်းခြေနဲ့ပေ30ပဲလို့တော့တဲ့အချိန်မှာအကြီးမားဆုံးအတားအဆီးကြီးကပေါ်လာပါတော့တယ်။ကမ်းဆက်ကပြင်းထန်လှတဲ့လှိုင်းကြီးတွေဟာရွေလျားနေတဲ့နယံကြီးတစ်ခုလိုပါပဲရေအေးတွေကသူ့ရဲ့အရိုးတွေထဲအထိစိတ်ဝင်သွားပြီးခြေလက်တွေကလည်းမထိန်နိုင်တော့အောင်တုံရင်လာပါတော့တယ်ခန္ဓာကိုယ်တစ်ခုလုံးကလည်းစုပ်ပြဲနေတဲ့တေးရွက်ကြွေတစ်ချက်လိုလိုင်းပုတ်ရလွင့်ပါသွားပါတယ်။ဒါပေမဲ့ပြန်စရာလမ်းမရှိတော့တဲ့သူတယောက်ကဘလို့တက်ရမလဲဆိုတာကိုအကောင်းဆုံးသိထားပါတယ်။သူ့ရဲ့သွားတွေနဲ့ကြောက်တုံးကိုတင်းတင်းကြိုက်ခဲထားပြီးပြားချက်နေတဲ့ကိုကြောက်သားနဲ့ကတ်ထားကခြေသေးတွေနဲ့ကြောက်ကြားကိုခိုင်မြဲအောင်ဆွဲထားပါတယ်။တစတီစီတက်လန်းတိုင်းမှာပင်လယ်ပြင်ကြီးတစ်ခုလုံးနဲ့တိုက်ခိုက်နေရတယ်လို့ပါပဲ။နောက်ဆုံးမှာတော့ရှေ့လက်သေးကပြန်ပြားတဲ့ကြောက်တုံးပေါ်ကိုရောက်သွားပြီးခန္ဓာကိုယ်တစ်ခုလုံးကနေတက်သွားခဲ့ပါပြီကမ်းပေါ်ကိုရောက်လာပါပြီသူ့ရဲ့ပူဆက်နေတဲ့မီးတောင်ကြောက်တုံးပေါ်မှာမှောက်ရက်သားနဲ့အသက်ကိုလူပြီးရှူနေရပါတယ်အဝေးတနေရာမှာတော့ပင်လယ်ပတိကသူ့ရဲ့အိမ်ကိုပုံမှန်အတိုင်းဆက်လုပ်နေပြီးသူ့ကိုတစ်ချက်တောင်လှည့်မကြည့်ခဲ့ပါဘူးမနှက်ဖြန်ကြရင်သူနောက်တစ်ခေါက်ပင်လယ်ထဲဆင်းရအောင်မှာပါတာပေမဲ့ဒီအချိန်မှာတော့နှွေးထွေးတဲ့နေရောင်ကြီးကသူ့ရဲ့အေးဆက်နေတဲ့ကြောပြင်ပေါ်မှာကြားရောက်နေပါပြီအနည်းဆုံးတော့သူအသက်ရှင်နေပါသေးတယ်အခုလိုစိတ်ဝင်စားစရာတွေထပ်တင်ဆက်ပေးနေမှာမို့ဘယ်မျိုးကအားပေးနေကြလဲဆိုတာပြောခဲ့ပေးကြပါအောင်ရှင်